ချစ်ငယ်ချင်းများအားလုံးမင်္ဂလာပါဗျာဘွန်ကစားတလိုင်းကနေကြိုးစပါဗျာလာဗျာမင်းတို့ချင်းကြီးတို့ဒီနေ့ကြတော့ငါပြောဘူးတော့လဲရတာအပြည့်ရှိစေတဲ့ကောင်ချက်တတ်တာသမင်းမှန်စီရတဲ့အတော့တမျိုးလေးလေးပြောလို့ရတာပေါ့နော်ချင်းကြီးတို့လက်ကူမြန်ဆန်နီးလေးနဲ့တုတ်စားဖြစ်လို့တုတ်နီးလေးလာမျှဝေတာပေါ့နော်တကယ်လို့ချင်းကြီးတို့ကြမ်းမယ်ဆိုရင်လိုက်တုတ်ဆန်ကြည့်ကြရအောင်ပေါ့နော်โอเคဒါဆိုကျွန်တော်တို့တုတ်တက်တယ်ဆိုသူတက်ကြည့်ကြရအောင်နော်ယူဆောင်တာတွေကကျွန်တော်တောင်းထားတဲ့ပစ္စည်းလေးတွေပါနော်ချင်းကြီးတို့ပစ္စည်းကြတော့အာယူရှင်းပါတယ်နော်ကဲပြီးရင်ကျွန်တော်တို့ချက်သွင်းနေတဲ့ခပ်ပါလေးလီထားပေးပါမယ်ပြီးရင်ရှောက်ရတဲ့ခပ်ပါလေးလီထားပေးပါမယ်ပါချစားရမလဲစဉ်းစားမထွက်လာတဲ့ချိန်သမင်းလည်းမွေးစေရှင်ဆိုရင်ဒီလိုမျိုးအတော့တွေတောက်စားလဲသမင်းစားလို့မွေးပါတယ်နော်ချင်းကြီးတို့ကျွန်တော်တို့ငပြောဘူးစိန်ပေါ်တော့ရေလာပြင်မှာပေါ့နော်စားထည့်ပေးပါမယ်တံမြာတီးလေးတချမ်းလို့ညှစ်ထည့်ပေးပါမယ်ပြီးတော့ရေလေးထည့်ပေးပါမယ်โอเคပြီးကျွန်တော်တို့ငပြောဘူးတွေလာလီးထားပေးပါမယ်နော်ဒီနေ့ကျတော့အစိမ်းတုပ်ပါတယ်နော်ချင်းကြီးတို့โอเคငပြောဘူးတွေရေးတဲ့ဟာတွေကျတော့ကျွန်တော်တို့ခွာထုတ်မှာပေါ့နော်โอเคပြီးကျွန်တော်တို့ခပ်ပါလေးတွေလီးထားပေးပါမယ်ကဲကျွန်တော်တို့လှီးလို့ပြီးသွားပြီဆိုရင်ခုနကတော့ကျွန်တော်တို့ပြင်ထားတဲ့စားရည်ထဲမှာစိန်ထားပေးမှာပေါ့နော်โอเคပြီးကျွန်တော်တို့ချက်သွင်းနေတဲ့အရင်လာကြော်မှာပေါ့နော်စီထည့်ပေးပါမယ်ပြီးရင်ကျွန်တော်တို့ချက်သွင်းနေထည့်ပေးပါမယ်ပြီးရင်မိနစ်တော်လောက်နဲ့ကျွန်တော်တို့ကြော်ဝပေးပါမယ်ကဲတကယ်လို့ဒီလောက်နေသားဆိုရပါပြီကျွန်တော်တို့စင်ထုတ်ပေးပါမယ်စီနီလာလောက်မှာပေါ့နော်ကျွန်တော်တို့စီကနည်းနည်းများနေလို့ကျွန်တော်ခတ်ထုတ်ပါတယ်နော်โอเคစီနီလေးရပြီဆိုရင်ကျွန်တော်တို့မပြောဘူးတွေရေလာစစ်ထားမှာပေါ့နော်6နှစ်အောင်ကျွန်တော်ကညှစ်ထားတာပေါ့နော်ချင်းချင်းတို့โอเคငါပြောဘူးတွေလေးရပြီဆိုရင်ကျွန်တော်တို့လာစတော့ပါမယ်နော်ငါပြောဘူးထည့်ပေးပါမယ်ပစုံချမုတ်ထည့်ပေးပါမယ်ပြီးရင်ရှောက်ရွက်ထည့်ပေးပါမယ်ပြီးတော့ငရုတ်ဒီဇိုင်းနဲ့ငယ်ထည့်ပေးပါမယ်ကျက်သွန်နီကြော်ထည့်ပေးပါမယ်ကြည့်တော့ကျက်သွန်ဖြူစီကျက်ထည့်ပေးပါမယ်ချုံမုတ်ထည့်ပေးပါမယ်ပဲကြက်မုတ်ထည့်ပေးပါမယ်ပြီးငံပြရည်ထည့်ပေးပါမယ်ပြီးရင်အကြက်မုတ်လေးထည့်ပေးပါမယ်အဆက်ကျတော့ကိုစားနိုင်တလောက်ပေါ့နော်ပြီးရင်တံမြာတီးလေးညှစ်ထည့်ပေးပါမယ်တကယ်လို့ချင်းချီတို့တံမြာတီးနဲ့မသုံးဘူးဆိုရင်မကြီးရင်လည်းရပါတယ်နော်โอเคပြီးရင်စီနီလေးထည့်ပေးပါမယ်โอเคထဲလို့အလုံးစုံပြီးဆိုရင်ကျွန်တော်တို့စတော့လို့ရပြီပေါ့နော်ချင်းကြီးတို့တိုးနဲ့လဲမွေးနေပြီပေါ့နော်ကြည့်လိုက်ရင်တော့တအားလွယ်ကူရိုးရှင်းပေမဲ့တမန်နဲ့စားတဲ့ခါကျရင်လဲစားလို့တအားမှန်ပါတယ်နော်တရေစားလို့လဲကောင်းတော့ပေါ့နော်โอเคကျွန်တော်တို့နယ်လို့တော့လို့အားလုံးနဲ့နေပြီဆိုရင်အရသာမြည်ကြည့်ပေးပါမယ်လိုရတဲ့ထဲလို့ရပါတယ်ဗျာချင်းကြီးတို့ကျွန်တော်ကျတော့နည်းနည်းချင်းနေလို့ငံပြရည်နဲ့ပဲကြမုံနဲ့ငယ်ထက်ထားပါတယ်နော်ဒီအားလုံးတမတော့ပြန်တော့ပေးပါမယ်ဒါဆိုရင်စားလို့ရပါပြီဗျာချင်းကြီးတို့ခုလိုမျိုးမြည်ပြီးတော့သမီးအေးလေးနဲ့မစားချင်ကြဘူးလားဗျာပြီးကျွန်တော်တို့စိတ်ကြိုက်စင်ပြေတယ်လို့ပြင်ထားလို့ရပါပြီဗျာတကယ်လို့ချင်းနေချင်းတို့တုတ်စားရင်ရောပါတယ်ထိပ်ပြီးတုတ်ကြလဲဗျာတုတ်နေကြတော့မျိုးစုံရှိပါတယ်နော်ဒါမဲ့အခုကျတော့ကျွန်တော်ဒီနေ့တုတ်ထားလို့လာမျှဝေတာပေါ့နော်တကယ်လို့ချင်းကြီးတို့တုတ်လို့မယ်ဆိုရင်ရှယ်ယူထားလို့ရပါတယ်ဗျာလိုက်တုတ်စင်ကြည့်ကြရအောင်ပေါ့နော်ဒီနေ့တိုင်းရတာဘလို့ရမလဲပေါ့နော်အခုလိုမျိုးကျွန်တော်ရုပ်ဗီဒီယိုလေးကိုကောင်းတဲ့ထိလိုက်အပ်ပေးတဲ့ချင်းချင်းတို့ကောင်းလုံးကိုအထူးကျေးဇူးတင်ပါတယ်ဗျတကယ်လို့ကျွန်တော်ရုပ်ဗီဒီယိုလေးကိုကြားမယ်ဆိုရင် like share follow လုပ်ထားပေးပါလို့တောင်းဆိုချင်ပါတယ်ဗျနောက်ဗီဒီယိုတက်မပြန်ဆောင်မယ်နော်ချင်းချင်းတို့တာ